နာဆဆကဒီနေ့တော့ဆဆကြီးပဲလုပ်မဲ့အစီအစဉ်ပွဲပေါ့နော်အဲ့တော့ထိုင်နေကြဆိုင်တွေကတဆိုင်ဖြစ်တဲ့ setup ဖြစ်ပါတယ်ဆိုင်နာမည်က setup ပေါ့နော်အဲ့တော့ရာသီဥတုကလည်း share ပူနေအခုကနေ့လည်စာလာစားတာပေါ့နော်အိမ်နဲ့တိတ်မဝေးတဲ့ဆိုင်တွေကိုရှာရင်းနဲ့ဒီဆိုင်လေးကိုတွေးခဲ့တာပေါ့နော်သူကဈေးနှုန်းကလည်းအသင့်တင်ပဲဘယ်ဟာဖြစ်ဖြစ်စားလို့ကောင်းတယ်ပြီးတော့ဒီလို organic အသီးအနှံတွေမုတ်တွေလည်းရောင်းနေပေါ့နော်ပြီးလို့ရှိရင်သူကအရန်အနေနဲ့ဆိုလို့ရှိရင်ဟင်းသီးဟင်းရွက်တွေတိုးစရာတွေပြီးလို့ရှိရင်စွပ်ပြုတ်တွေပြီးရင်အဲ့လို free ပေးတာတွေကအရန်များထမင်းဖြူဆိုလို့ရှိရင်လည်းထပ်ယူလို့ရတယ်ပေါ့နော်အဲ့ဒါလည်း free ပေါ့နော်သူ့ဆိုင်ကထူးခြားချက်ကဘာလဲဆိုတော့ဈေးကပုံမှန်ပဲ60 80ကျော်50ကျော်ပေါ့နော်အဲ့ဒီပတ်ချလည်းပဲပြီးတော့သူက coffee ဆိုင်လေးနဲ့ပါတွဲဖွင့်လာတာပေါ့နော်ပြီးရင်အဲ့လိုထိုင်းအဲ့လိုအချိုဝဲလေးတွေပါရတယ်ပေါ့နော်ဒါကြတော့ထိုင်းမိုးလက်ဆောင်ပေါ့နော်အရန်မချိုပဲနဲ့မှုမွေးလေးပေါ့နော်ဒါကကြတော့ဝတ်သားကြော်နဲ့ချမဲနဲ့ပေါ့နော်ပြီးရင်ဘီနာပွားစီလေးတွေလည်းပါတယ် sausage လေးတွေပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့လေဝတ်သားကြော်ပဲဒါပေမဲ့အပေါ်ကအဲ့လိုမျိုးကျွတ်ရွလေးတွေထပ်ပြီးတော့အုပ်ထားပေးရပါတော့ဒါကြတော့ထမင်းမောင်းပုံစံမျိုးဒါမှလည်းချိုတယ်အဲ့လိုလေးပေါ့နော်ကျမကတော့ဘာမှလိုက်လဲဆိုတော့မမပြုတ်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့တကယ်အိမ်မှာမပြုတ်စားဖြစ်ဘူးဒါပေမဲ့ဒီမမပြုတ်ကဆိုင်ကပြုတ်တဲ့ဟာပို့ပြီးတော့စားလို့ကောင်းတယ်ပို့ကောင်းတာဘေးနားမှာသူ့မှာအဲ့လိုကွတ်တူစားတယ်လို့မျိုးပဲအချင်းအဆက်ကွက်ကိုဆက်ပြီးတော့ထည့်ပြီးစားတော့တော်တော်လေးကောင်းတယ်ဆိုင်လေးကအရေးရပြီးတော့ထိုင်လို့ကောင်းတယ်မှာပါပါတယ်